အဲ့လူကနေတနေရာရောက်မှာတော့လူတယောက်ရဲ့ဈေးတော်ရောင်းနေတဲ့အတန်းကိုကြားရတော့တယ်ကျန်းဦးတွေရမယ်နော်ကျန်းဦးတွေ10 လုံး 1000နော်10 လုံး 1000ဟဲ့တန်လိုက်တာကျန်းဦးတစ်လုံး100တဲ့လာလာသွားကြည့်အောင်ဒါနဲ့ကျန်းဦးရောင်းနေတဲ့လူနာကိုသွားလိုက်ကြတယ်ဦးလေးတကယ်ပဲကျန်းဦးကတစ်လုံး100လာရင်ဒါနဲ့ရောင်းတဲ့သူကမြေဝိုင်းတို့ကိုမြင်တော့စိတ်ထဲမှာဟာရေရခြေဖို့ချိန်တော့ရောက်လာပြီဟိပထမဆုံးလာဝဲတဲ့လူ9ယောက်ကို9ကဲရောင်းပေးရမယ်တဲ့ဒါဆိုရင်9ရဲ့ညက်နီပြောက်ပြီးတော့9ရဲ့ကန်ကတဆုံးတိုးတက်လာတော့မှာပဲဒီနေ့ရေရကတော့ကြည်ပြီပဲဟိသူအဲ့လိုတည်ပြီးပြုံးနေရဆိုတော့မြေဝိုင်းကထပ်ပြီးတော့ဦးလေးကျန်းကတစ်လုံး100ဆိုတာဟုတ်လားလို့အော်ဟုတ်တာပေါ့ဒါမဲ့အလုံးလိုက်မရှာဘူးနော်အခုလို့10 လုံးတက်ကက်ဈေးနဲ့ပဲရမှာရရလေ2ကက်ယူလိုက်မယ်နော်ဟဲ့နင်တို့ရောမလားတန်နေဟာရတော့ယူတာဟုတ်တယ်ရှေ့တန်တာနော်ဒီနေ့ကအင်္ဂသမီးလေးမွေးနေ့မို့တက်ဈေးတွေလျှော့ပြီးတော့ရောင်းမိတာအလူလဲလို့ဝမ်းစာလဲဝါပေါ့ဗျာဟုတ်တယ်မလားဟေးဟုတ်လားဖပီပါတိပါဦးလေးရဲ့ဒီတက်မကလည်းနှုတ်နိုင်တန်းနိုင်ပါစေနော်ဟဲ့နင်တို့ယူမလားလို့အေးငါတို့တယောက်တက်ကက်စီယူလိုက်မယ်လေ1000နဲ့ပဲမလားရော့အဲ့နောက်တော့မြေဝိုင်းကကျန်းဦး9ကက်ကိုယူပြီးပတ်စံ9000ပေးပြီးတော့ထွက်လာကြတယ်ရောင်းနေသူကတော့ကဲကလေးတို့ဦးလေးလည်းစိတ်မကောင်းပါဘူးရေရဆိုတော့ချီရတာပဲကွာဦးလေးကိုစိတ်မဆိုးနဲ့နော်ဒီလိုနဲ့မိဝိုင်းတယောက်အိမ်ပြန်ရောက်တော့ကျဲဦးကျော်ဝမိဖို့ကန်နဲ့ရောက်နေပြီးစိတ်ကြည်နေရနဲ့တချင်းတော်မှညီးလိုက်ပါသည်အမေကမွေးတဲ့ချိန်တုန်းကဘေကကော်တဲ့သမီးကျော်တဲ့တနခါနေပကွက်ကြကိုဆွေမြိုင်စွာငါမြင်လိမ့်နေအဲ့လိုညီးနဲ့ကျဲဦးကျော်ကိုပကံတစ်လုံးကိုယူပြီးကျဲဦးကိုပကံနဲ့ပေါက်တယ်လိုက်သည်အဲ့ဒီရဲ့ချင်းကျဲဦးတွေမှာဘာမှမရှိပဲအလူကြီးဖြစ်နေရနဲ့တချင်းစုံနေရလဲရှက်သွားတယ်ဟမ်ဘလို့ဖြစ်တာလဲဒါနဲ့နောက်တစ်လုံးထပ်ယူပြီးထက်ခွဲပြန်တော့လေအခွန်ကြီးတွေဖြစ်နေပြန်နေဟာမဟုတ်သေးပါဘူးနှလုံးတော်မှာအခွန်ပါလာလားဟာဒလွန်နဲ့မိဝိုင်းတယောက်အတဲကအနှစ်ပါနုနဲ့ကျဲဦးနေခွဲနေရကျဲဦးတကန့်တာကိုသွားတယ်ကျဲဦးနေကတော့ပါမလာခဲ့ပါဘူးဟာသွားပြီငါလင်ခံရပြီပဲနေဦးမှတ်စမ်းအဲ့လိုပြောပြီးနောက်ထပ်ဝင်လာတဲ့တကက်ကိုပါကျမ်းမြင့်မော်ခွဲချပြလိုက်သည်ဒါမဲ့လေအတင်းမှာဘာမှမပါတာဆိုတော့အခွန်တက်ပဲကွဲသွားတော့တယ်ငါတို့ဂျင်းတယ်သွားတာပဲ10 လုံး 1000နဲ့ငါလေနှုံလိုက်အလိုက်တာခုခေတ်ကြီးကြက်ုံတုံးတည်းကဗမာများရှာလို့လေအဲ့ဒါပဲပေါ်ချောင်အောင်လိုချင်တာခံလိုက်ရပြီဒါနဲ့မြင်ဝိုင်းလေကြက်ဥရောင်တဲ့လူကိုစိတ်တုန်နေရောတယ်ဗါတဲ့သူသမီးမွေးနေအလူပေးတာတဲ့ကုသိုလ်လေးကဝိုင်းလဲဝါတဲ့ तू ကတော့ဝါတာပေါ့ငါတို့ကဒီခွန်ကြီးတွေဘာလုပ်ရမှာလဲဒီလိုနဲ့တိမခံနိုင်တော့ပဲနဲ့ဂရုတွေကိုဖုန်းခေါ်လိုက်သည်အဲ့ဒီရဲ့ချိန်တစ်ပတ်မှာတော့ငပိန်နဲ့တုပ်ဘောတို့ကအိမ်မပြန်ကြသည်ပဲဖိုးထုအိမ်မှာရှိနေခဲ့ကြသည်ဖုန်းသုံးလုံးစလုံးကနေအသက်မြင်လာတော့ဆိုတော့ငပိန်လေးဖုန်းကိုကင်လိုက်သည်အေးမိဝိုင်းပြောငါတို့တော့စလုံးတူတူရှိတယ်ဟာဘာလဲဟဲ့ငါတို့ဂျင်းနဲ့ခံလိုက်ရပြီဟာမိဝိုင်းစကားကအရင်မရှိအဖျားမရှိရနဲ့နားထောင်နေတဲ့ဖိုးထုဟာဟဲ့မိဝိုင်းဘာလဲဟာဘာကိုဂျင်းနဲ့ခံရလဲထင်နေငါထင်နေနင်တို့ကျဲဦးတွေကိုခွဲကြည့်လိုက်စမ်းဟမ်ဘာလဲဟိုကျဲဦးကအကောင်လေးတွေပေါက်လာလို့လားဖိုးထုကစကားရှိနေအောင်ဆိုတော့မိဝိုင်းကဟဲ့ငါပြောသလိုသာလှုပ်ဆမ်းမှာဖိုးထုရဲ့မြန်ဘာပကန်းမှမရှိဘူးနဲ့ဒီအတိုင်းခွဲလိုက်မြန်လို့ဒါနဲ့ဖိုးထုလေဝင်လာတဲ့တွေကတလုံးကိုယူပြီးခွာလိုက်သည်ဟမ်အထင်းမှာဘာမှလည်းမပါပါလားမိဝိုင်းရဲ့အေးဟုတ်တယ်ငါပြောတဲ့ဂျင်းရဲ့ဆိုတာအဲ့ဒါပဲဘာမှမပါဘူးအခွန်ကြီးဟာအဲ့ဒါအလုံးတိုင်းပဲငါအကုန်ခွဲကြည့်ပြီးပြီမိဝိုင်းစကားကြောင့်ဘေးကနေနားထောင်နေတဲ့ငပိန်နဲ့တုပ်ပေါ်လေဟာဒါဆိုငါတို့အဲ့လူကလိန်တာပေါ့ဟုတ်လားဟုတ်တယ်ငါခုသူ့ကိုတွားရှန်ထောင်မလို့နင်တို့လိုက်မလားမလိုက်လည်းနေခဲ့ငါတယောက်တည်းသွားမှာမိဝိုင်းအဲ့လိုပြောလိုက်တော့ငပိန်ကဟာလိုက်မှာဗောနေရလေဖိုးထုတို့အဖွဲ့ကိုဒီလိုလာကြောက်လို့ဘယ်ရမှာလဲငါတို့ခုပဲနေအောင်လာခဲ့မှာဒ
ဒီလိုပြောပြီးငပိန်လဲဖုန်းချပြီးတော့ဖိုးထူးတို့နဲ့အတူမိဝိုင်းအိမ်ကိုထွက်လာခဲ့ကြတယ်အိမ်နောက်တော့၄ယောက်သာခုနကကျုံဝယ်ခဲ့တဲ့ဇီဒီယာနေရာကိုရောက်လာကြတယ်ဒါပေမဲ့လေကျုံရောင်နေသူကိုမတွေ့ရတာဆိုတော့မိဝိုင်းဒေါသထွက်ပြီးဘေးရစီတဲ့ကိုမိကြည့်အန်ဒီဒီနာကကျုံရောင်နေသူဘယ်ရောက်သွားလဲပြန်သွားပြီလေသမီးရဲ့ဘာလို့လဲကျုံလိုချင်လို့လားမဟုတ်ဘူးအန်ဒီရဲ့ပတ်စံပြန်ရောခိုင်းမလို့သူ့သမီးတို့ကိုလေကျုံခွန်နေဂျင်းတယ်ပြီးတော့ရောင်းသွားတာဟာမဟုတ်တော့ဘူးနော်သမီးသူကအဲ့လိုလူမျိုးမဟုတ်ဘူးကွအန်ဒီတို့ခဏခဏသူ့စီကနေကျုံဝဲနေကြတယ်ဒါလိုပြောလိုက်တော့မိဝိုင်းလေးဘာပြန်ပြောရမယ်မသိဖြစ်သွားတယ်အိမ်နောက်တော့ဖိုးတူတို့ပဲလှည့်လိုက်တယ်ဒါဆိုရင်တော့တေးကြပါတယ်ငါတို့ကိုလေကလေးမျိုးဂျင်းတယ်ပြီးရောင်းသွားပဲနေမှာမိဝိုင်းဒေါသထွက်နေရကိုတိတဲ့တုပ်ပေါ်ဟာထားလိုက်ပါမိဝိုင်းရဲ့သူ့အာကုသူနဲ့သူသွားပါလိမ့်မယ်ဟာငါတို့အခုစုံးလိုက်တာ1000စီပါပဲသူကတော့ဒီလိုလုပ်ရမျိုးလို့တန်တရားတစ်ချောင်းလုံးစုံးနေလိမ့်မယ်ဟာဒါနဲ့သူတို့တတွေစိတ်ကိုလျှော့ပြီးတော့ပြန်လာခဲ့ကြတယ်အဲ့လိုနဲ့နောက်တရက်မှမိဝိုင်းတယောက်ကျဲဥဝေဖို့အန်နီမျိုးကုံစုံဆိုင်ကိုရောက်နေတော့ကျဲဥတွေလာဖို့တဲ့ကားကလည်းဆိုင်ရှိရောက်လာတယ်ကျဲဥလာဖို့တဲ့သူကဆိုင်ရှင်ကျဲဥလာဖို့တာဗျဘာမှထားခဲ့ပြရမလဲလာပြီခဏလေးမိဝိုင်းကအဲ့ဒီရဲ့ချင်းကျဲဥလာဖို့တဲ့သူရဲ့တန်ကိုရင်းနေရဆိုတော့နောက်လေကြည့်လိုက်တယ်အဲ့ဒီမှာပဲတွေ့လိုက်ရတဲ့သူကသူတို့ဟိုတနေ့ကဂျင်းတဲ့သွားတဲ့သူဖြစ်နေရောတာပါခဏကြာတော့အဲ့ဒီလူကကျဲဥပို့ပြီးပြီမို့ကားနဲ့အတူပြန်ထွက်သွားတော့တယ်ဟေးမိဝိုင်းဒီမှာကျဲဥရနေပြီကျဲဥသမီးမိဝိုင်းဘာရင်အဲ့လောက်တောင်ကြည့်နေရလဲမိဝိုင်းရဲ့ဒါနဲ့မိဝိုင်းလေးကျဲဥကိုယူလိုက်ပြီးအထဲမှာအနစ်ပါမပါဆိုတော့ကိုတလုံးချင်းစီလှုပ်ကြည့်နေတော့တယ်အမလေးမိဝိုင်းရဲ့မယုံသင်္ကာနဲ့အမြဲတမ်းအန်တီစီကဝယ်စားနေရမဟုတ်ဘူးလားဘယ်တော့မှများအနစ်မပါတာရှိဘူးလို့လေအဲ့ဒီမျိုးစီကဝယ်တာကတော့ဟုတ်ပါတယ်ဒါပေမဲ့တကားကျဲဥဝယ်တာတလုံးမှအထက်ကအနစ်ပါမလားအဲ့ဒါနဲ့ကြုံမှုလို့အဲ့ကလေးကကျဲဥဝယ်ရင်လေခောက်ကြည့်နေရောတာဟုတ်တော့ဖြစ်မှာဖြစ်ရလေအဲ့ဒီတော့မပူနဲ့အန်ဒီမျိုးယူတဲ့ကျဲဥတိုင်ရစိတ်ချရတယ်မိဝိုင်းစိတ်ထဲမှာတော့အဲ့ဒီတိုင်ရပဲအဲ့လိုလှုပ်သွားတာအန်ဒီမျိုးကြီးအဲ့လိုပြောလိုက်ခြင်းပင်အပြင်မှာတော့အဲ့ဒီကျဲဥတိုင်ရလေဘယ်နည်းရတကလာဖို့တာလဲရင်အန်ဒီမျိုးပုံမှန်တော့မရှိပါဘူးကျဲဥကုန်ရင်ဖုန်းဆက်လိုက်တာအဲ့ဒီချိန်ကျရင်လာဖို့ပေးရလေဒီလိုနဲ့မိဝိုင်းလေးထွက်လာခဲ့တော့တယ်အိမ်နောက်တော့မိဝိုင်းလည်းအိမ်ရောက်တာနဲ့ဖိုးထူးတို့လှမ်းခေါ်လိုက်တယ်ဖိုးထူးတို့ရောက်လာတော့ငါဒီနေ့အဲ့လိုတွေ့ခဲ့တယ်ဟာသူကအန်တီမျိုးဆိုင်မှာကြက်ဥဖောက်တယ်ပေးနေတဲ့တိုင်နေဟာဟုတ်လားအဲ့ဒါကိုသူကမှလို့ဒါမျိုးလုပ်တာလေဟာမသိဘူးအဲ့ဒါတော့ငါတို့ပညာပြန်ပြချင်တာလေလက်တွေကိုရားနေရပဲနေရလေငွေလေး2000နဲ့ကိုလုံးမနေစမ်းပါနဲ့ဟာသူ့အာကုသူနဲ့သူထားလိုက်စမ်းပါမရဘူးမိဝိုင်းကိုဒီလိုလာလို့ဘယ်ဖြစ်မှာလဲငကားမန်းတီကအမောက်ထောင်ပြရမှာပေါ့ဟာအေးပါနင်လုပ်ချင်လဲလုပ်ပေါ့ပြောပါဦးနေ့အစီအစဉ်ဒီလိုဟာငါအစီအစဉ်ကဒီလိုနဲ့ဖိုတူတို့တွေကိုသူ့အစီအစဉ်ပြောပြလိုက်တယ်အစီအစဉ်ကြားပြီးတော့ငပိန်ကဟဲ့နေ့အစီအစဉ်ကဖြစ်ပါမလားရတယ်ဖြစ်အောင်ငါလုပ်မှာနင်တို့သာလေပြီးအောင်လုပ်ကြမိဝိုင်းကတီပေါက်ကြီးနဲ့ပြောနေရဆိုတော့ဖိုတူလေအေးပြီးရလေလုပ်ကြတာပေါ့ဒီလိုနဲ့နောက်တစ်ပတ်မှာတော့မိဝိုင်းတယောက်အန်နီမျိုးမော့ဆိုင်ကိုရောက်လာပြန်နေအန်နီမျိုးမိဝိုင်းကျဲဥလိုချင်လို့ကျဲဥဆိုရင်တော့ခဏဆောင်မိဝိုင်းရေမနေ့ကနေကုံသွားလို့ဖုန်းဆက်ပြီးတော့မှားထားရတာမိဝိုင်းလေးဒီစကားကြားတော့ပျော်သွားတယ်ဟာဟုတ်လားဒီမျိုးဒါဆိုမနေ့ကတိုင်လာပို့မှာပေါ့နော်ဟုတ်တယ်ခဏဆောင်အောင်နော်ဟိုမှာထိုင်ကုန်ရှိရဲ့အဲ့ဒီကစောင့်နေနော်ဒါနဲ့မိဝိုင်းလေးထိုင်ကုန်ပေါ်မှာသွားထိုင်လိုက်တယ်ခဏနေတော့ဖိုးတို့စီကိုဖုန်းဆက်တယ်ဟဲ့သူလာတော့မှာနော်နင်တို့ပြီးရလို့ကြလားစိတ်စာစမ်းမှာဟာနင်ရလေသူတို့အဲ့လိုပြောနေတော့ကျဲဥဖိုးတွေကရောက်တာနေဟဲ့ကားရောက်လာပြီ
ငါစိတ်ကြမယ်နော်ဒါနဲ့ပြောဆူဆူဖုန်းကိုချလိုက်တော့တယ်ခဏနေတော့ကားပေါ်ကနေဟိုတနေ့ကလူကကြောက်ကတ်တွေနဲ့တူဆင်းလာတယ်ဆိုင်ရှင်ဟိုကျွန်တော်ဘယ်နာထားပေးရမလဲဗျအဲ့လိုပြောလိုက်တော့အန်ဒီမျိုးကပုံမှန်နေရာပဲလေတိုင်းရဲ့ဒလုံးနဲ့အန်ဒီမျိုးနဲ့အတူကြောက်ကတ်တွေကိုနေရာချနေခဲ့ကြတယ်အဲ့ဒီရဲ့ချိန်ဖိုးတို့တို့ယောက်ကအဲ့ဒီကားရဲ့ဘိန်းကိုလေလျှော့နေခဲ့ကြတာပါမလျှော့ခင်ဒီတုတ်ပေါ်ကဟဲ့အောင်နီလုံးလို့ကောင်းမှမလားကွလုံဆမ်းပါကွာမိဝိုင်းမရဲ့ပေါက်ပေါက်ဖောက်တာခံရမှာတဲ့ဆိုင်ဒါကတော့သေးမြင်မြင်လို့တော်ကြငါတို့ကိုမြင်သွားအောင်မေဒီလိုနဲ့လေကိုမြင်မြင်လျှော့လိုက်ကြပြီးအသားလေးအဲ့ဒီကနေမြတ်ထွက်လာခဲ့တော့တယ်မိဝိုင်းမကတော့ဆိုင်ထဲမှာအဲ့လူနဲ့စကားပြောနေခဲ့တယ်ဟာဦးလေးသမီးကိုမှတ်မိလားဟိုတခါဦးလေးကျဲဦးတလုံးတရားနဲ့ရောင်းလိုက်တော့အားပေးခဲ့တဲ့သူလေမိဝိုင်းစကားကြောင့်အဲ့လူရဲ့မျက်နှာကလည်းချက်ချင်းပဲပြတ်သွားတယ်ဟာဟိုတနေ့ကကလေးမှာပဲသိစမ်းငါဒီဆိုင်နဲ့မိတ်ပြက်လို့တော့မဖြစ်ဘူးမသိဘူးလို့ပဲညင်းရတော့မှာပဲဟိုလူမနေရတဲ့နော်ဟိုကျွန်တော်တလုံးတရားနဲ့မရောင်းမှုဘူးဗျလူမနေပုံမေငါမမားပါဘူးဦးလေးမဦးလေးစစ်စစ်အဲ့ဒီနေ့ကကျဲဦးကစားကောင်းတယ်လို့ပြောမလို့ပါဦးလေးရဲ့အိမ်ကအမေဆိုလေသမီးလေးမွေးနေရေးဆိုတော့စေတနာပါပါနဲ့ရောင်းတာဖြစ်ရမယ်ဆိုပြီးပြောနေတာအခုရောအဲ့လိုတရားရန်လေးတွေပါသေးလားယင်အဲ့ဒီရဲ့ချင်းဖိုးထရို3ယောက်ပါရောက်လာတယ်ဟာဦးလေးဟိုတနေ့ကဦးလေးပဲစေတနာရှင်ကြီးဗျာကျဲဥကဆိုရှက်စားကောင်းတလုံးတရားမို့လားမသိဘူးနော်အဲ့ဒီလူလေးကြတော့စိတ်ချင်းကြလာတယ်အမကြီးပတ်စံမရသေးဘူးလားဟိုကျွန်တော်နောက်တစ်ခါမှပဲပေါင်းယူလိုက်တော့မယ်သွားလိုက်အောင်မေဗျာအဲ့လိုနဲ့ကားဘက်ကိုကြည့်လိုက်တော့ဟာကားဝင်းပေါင်နေရပဲမိဝိုင်းကလည်းဒါကိုခုမှမြင်တယ်လို့နေဟုတ်ပါဒီနားမှာလည်းကားဝက်ရွှာတဆိုင်မှမရှိဘူးဟိုဒါပေမဲ့အဖေကတော့ကားနဲ့ကင်တက်တယ်အဖေစီမှာကားပိန်းပိုတွေပါတယ်ရှိမလားမသိဘူးလိုက်မေးကြည့်ပါလားဟုတ်တယ်ဒိုင်းလိုက်သွားပြီဒီကလေးမလေးဖေကကားဖို့ပစ္စည်းရှိတတ်တယ်ဟာဟုတ်လားဟိုဒါဆိုလည်းလိုက်ခဲ့မယ်လေကျွန်တော်မှနောက်ထပ်ပို့စရာနေရာတွေကလည်းရှိသေးရဲ့ဗျဒါလိုနဲ့ကျဲဥတိုင်လေးတပြေးပြေးနဲ့မိဝိုင်းရဲ့စီစဉ်နဲ့ဝင်လာတော့တယ်အဲ့လိုကနေအိမ်ကိုရောက်လာတော့မိဝိုင်းကအဖေဟိုဒီကအဲ့တဲ့ကားပိန်းပေါက်လို့တဲ့အဲ့ဒါကားပိန်းအပေါ်ရှိသေးလားလို့လိုက်ကြည့်တာအဲ့ဒီရဲ့ချင်းတမင်ဝိုင်းမှာဘယ်သူမှမရှိနေတာကိုမိဝိုင်းကသူ့အဖေနဲ့မေရှိနေတဲ့ပုံစံနဲ့အော်အဖေနဲ့မေကထမင်းစားနေရလားဘာရင်းနေလဲအော်ဒီဦးလေးရဲ့ကျဲဦးတွေနဲ့စားနေရပဲဟဲ့နင်တို့လည်းလာစားလေဦးလေးလည်းတခါလေးစားတော့ပါလားကျဲဦးလာဖို့တဲ့သူလေးဘယ်သူမှမရှိတဲ့နေရာကြီးကိုကြည့်ပြီးစကားပြောနေရဆိုတော့ကြောက်သွားတယ်အဲ့နောက်တော့သမီးဖေကဗမာလေးခေါ်လိုက်ပါအောင်သွားစရာလေးရှိသေးလို့ဓမ္မလေးထမင်းစားနေရလေဦးလေးကလေဦးလေးရဲ့ကျဲဦးကျော်နဲ့စားနေကြရလေမမြင်ရဘူးလားဟုတ်တယ်လေဦးလေးကလေမမြင်ရဘူးလားဗျအဲ့လူကလည်းတဖြည်းဖြည်းနဲ့ကြက်သိန်းနေထားလာတယ်မင်းတို့ဘာတွေပြောနေကြလဲအဲ့မှာဘယ်သူမှမရှိဘူးလေဘာဘယ်သူမှမရှိရမှာလဲခဏပဲစောင့်အဖေပြီးပြီရဲ့ပကံစီးနေပြီးရင်ဦးလေးနဲ့ထည့်ပေးလိုက်မယ်နော်ဒီစကားလေးကြားရောအဲ့လူလေးလန့်သွားတယ်ဟာအယူပဲမထည့်ပြီနဲ့ဘာမှမရှိရဘူးတောက်ယူသွားပြီငါသွားပြီဒီလိုနဲ့ကြောက်ကြောက်လန့်လန့်အော်ဟစ်ပြီးတော့ထွက်ပြေးသွားတယ်ဒါကိုကြည့်ပြီးမိဝိုင်းတို့လေးယောက်ကတော့တားနဲ့ရှင်နေခဲ့ကြတာပါကောင်းနေသူများကိုကြလေအခွန်မဲပါလေကြက်ကိုရောင်းတာအခုသူ့ကြအဲ့လိုပြန်လို့တော့ကြောက်လန့်ပြီးထွက်ပြေးသွားလိုက်တာများကဲကျင်းနေဗလားမမိဝိုင်းကျင်းနေရင်လေတောင်းလိုက်တော့ဟိုလူကတကယ်ကြောက်သွားနေမှာနေစကားပြောတဲ့ပုံစံလေးငါတော့ကြက်သိမ်းထားတယ်ဟုတ်တယ်ငါရောပဲအဲ့လောက်တောင်လားဟာဒါဆိုရင်တော့ကျင်းနေပါလေဟာဒါမှလေဒီလူငါတို့လာကြောလို့မရအောင်ဆိုတော့တိသွားမှာဘာမှတ်နေလဲမိဝိုင်းနဲ့တဝိုင်းနဲ့ရှိတယ်မိဝိုင်းလည်းအဲ့လိုပြောပြီးတော့သူပြောတာသူသဘောကျရင်နဲ့ရှင်နေတော့တယ်